ဆရာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့အိမ်အလုပ်တွေနဲ့ပတ်သက်တဲ့အင်္ဂလိပ်စာအသုံးအနှုန်းလေးတွေကိုဆရာမျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးဆရာမျှဝေပေးခြင်းတဲ့အသုံးအနှုန်းလေးကတော့ do the dishes ဖြစ်ပါတယ်။ do the dishes ရဲ့အဓိပ္ပာယ်ကတော့ပန်းကန်တွေဆေးသည်လို့အဓိပ္ပာယ်ရပါတယ်။ဆရာတို့ဥပမာစာကြောင်းလေးတွေနဲ့တူကြည့်အောင်။ Number 1 I will do the dishes after dinner. I will do the dishes after dinner. ညစာစားပြီးရင်ငါပန်းကန်တွေဆေးမယ်။ညစာစားပြီးရင်ငါပန်းကန်တွေဆေးမယ်။ဆရာတို့ number 2ကိုဆက်ကြည့်အောင် Can you do the dishes please? Can you do the dishes please? ကျေးဇူးပြုပြီးတော့မင်းပန်းကန်တွေဆေးပေးလို့ရမလား။ကျေးဇူးပြုပြီးတော့မင်းပန်းကန်တွေဆေးပေးလို့ရမလား။ဆရာတို့ number 3ကိုဆက်ကြည့်အောင် He did the dishes this morning. He did the dishes this morning. သူဒီမနက်ပန်းကန်တွေဆေးခဲ့တယ်။သူဒီမနက်ပန်းကန်တွေဆေးခဲ့တယ်။ဆရာတို့ do the dishes ရဲ့အဓိပ္ပာယ်ကတော့ပန်းကန်တွေဆေးသည်လို့အဓိပ္ပာယ်ရပါတယ်။ဒုတိယတစ်ခုဆရာမျှဝေပေးခြင်းတဲ့အသုံးအနှုန်းလေးကတော့ do the ironing ဖြစ်ပါတယ်။ဆရာတို့ do the ironing ရဲ့အဓိပ္ပာယ်ကတော့မီးဘူးတိုက်သည်လို့အဓိပ္ပာယ်ရပါတယ်။ဆရာတို့ဥပမာစာကြောင်းလေးတွေနဲ့တူကြည့်အောင်။ Number 1 I have to do the ironing today. I have to do the ironing today. ငါဒီနေ့မီးဘူးတိုက်ရမယ်။ငါဒီနေ့မီးဘူးတိုက်ရမယ်။ဆရာတို့ number 2ကိုဆက်ကြည့်အောင်။ She does the ironing every Saturday. She does the ironing every Saturday. သူမကစနေနေ့တိုင်းမီးဘူးတိုက်တယ်။သူမကစနေနေ့တိုင်းမီးဘူးတိုက်တယ်။ဆရာတို့ number 3ကိုဆက်ကြည့်အောင်။ I hate doing the ironing. I hate doing the ironing. ငါကမီးဘူးတိုက်ရတာကိုမုန်းတယ်။ငါကမီးဘူးတိုက်ရတာကိုမုန်းတယ်။ဆရာတို့ do the ironing ရဲ့အဓိပ္ပာယ်ကတော့ဆရာတို့မီးဘူးတိုက်ပြီလို့အဓိပ္ပာယ်ရပါတယ်။နောက်တစ်ခုဆရာမျှဝေပေးခြင်းတဲ့အသုံးအနှုန်းလေးကတော့ do the laundry ဖြစ်ပါတယ်။ဆရာတို့ do the laundry ရဲ့အဓိပ္ပာယ်ကတော့အဝတ်လျှော်သည်လို့အဓိပ္ပာယ်ရပါတယ်။ဆရာတို့ဥပမာစာကြောင်းလေးတွေနဲ့တူကြည့်အောင်။ I need to do the laundry. I need to do the laundry. ငါအဝတ်လျှော်ဖို့လိုတယ်။ငါအဝတ်လျှော်ဖို့လိုတယ်။ဆရာတို့ number 2ကိုဆက်ကြည့်အောင်။ She is doing the laundry. She is doing the laundry. သူမအဝတ်လျှော်နေတယ်။သူမအဝတ်လျှော်နေတယ်။ဆရာတို့ number 3ကိုဆက်ကြည့်အောင်။ He does the laundry every weekend. He does the laundry every weekend. သူကပိတ်ရက်တိုင်းမှာအဝတ်လျှော်တယ်။သူကပိတ်ရက်တိုင်းမှာအဝတ်လျှော်တယ်။ဆရာတို့ do the laundry ရဲ့အဓိပ္ပာယ်ကတော့ဆရာတို့အဝတ်လျှော်သည်လို့အဓိပ္ပာယ်ရပါတယ်။နောက်တစ်မျိုးဆရာမျှဝေပေးခြင်းတဲ့အသုံးအနှုန်းလေးကတော့ do the shopping ဖြစ်ပါတယ်။ do the shopping ကတော့ဆရာတို့ကဈေးဝယ်သွားတယ်ပေါ့ဟုတ်ပြီနော်။အိမ်အတွက်လိုတဲ့ဘာကြီးဘာရပစ္စည်းလေးတွေကိုဈေးဝယ်သွားတယ်လို့ပြောချင်တဲ့အခါမှာဆရာတို့က do the shopping ကိုအသုံးပြုလို့ရပါတယ်။ဆရာတို့ဥပမာစာကြောင်းလေးတွေနဲ့တူကြည့်အောင်။ He does the shopping every Sunday. He does the shopping every Sunday. သူကတနင်္ဂနွေနေ့တိုင်းဈေးဝယ်သွားတယ်။သူကတနင်္ဂနွေနေ့တိုင်းဈေးဝယ်သွားတယ်။ဆရာတို့ number 2ကိုဆက်ကြည့်အောင်။ She did the shopping this morning. She did the shopping this morning. သူမဒီမနက်ဈေးဝယ်သွားခဲ့တယ်။သူမဒီမနက်ဈေးဝယ်သွားခဲ့တယ်။ဆရာတို့ number 3ကိုဆက်ကြည့်အောင်။ Can you do the shopping for me? Can you do the shopping for me? မင်းငါအတွက်ဈေးဝယ်သွားပေးလို့ရမလား။မင်းငါအတွက်ဈေးဝယ်သွားပေးလို့ရမလား။ဆရာတို့ကအိမ်အတွက်လိုတဲ့ပစ္စည်းတွေကိုဝယ်ဖို့ဈေးသွားတာကိုဆရာတို့ကအင်္ဂလိပ်လိုဆိုရင် do the shopping လို့ဆရာတို့ကအသုံးပြုလို့ရပါတယ်